Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ညီညီပဲဖြစ်ပါတယ်ကျွန်တော်မှာထောက်ပို့ထီပေါ့နော်22ကြိမ်မြောက်ထောက်ပို့ထီလေးလာရောက်အားပေးကန်ဆန်းလို့ရပြီဖြစ်တဲ့အကြောင်းပြောပြချင်ပါတယ်ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ထောက်ပို့ထီရဲ့စုကြည်တွေပဲဖြစ်ပါတယ်ခင်ဗျာထောက်ပို့ထီရဲ့စုကြည်တွေကတော့ပထမစုအနေနဲ့ကြတော့မြန်မာကျပ်ငွေ3000ကျပ်ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒုတိယစုအနေနဲ့ကတော့မြန်မာကျပ်ငွေ200ကျပ်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျတတိယစုအနေနဲ့ကကြတော့ကျွန်တော်မြန်မာကျပ်ငွေ300ကျပ်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအပြင်ပေါ့နော်ကျွန်တော်တကယ်လို့ဒီစုကြီး3စုရဲ့နောက်ဆုံးကဏ္ဍ3လုံးထိတူမယ်ဆိုရင်တော့မြန်မာကျပ်ငွေ9000ကျပ်ကနေစပြီးရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီစုကြီး3စုရဲ့နောက်ဆုံးကဏ္ဍ4လုံးထိတူမယ်ဆိုရင်တော့မြန်မာကျပ်ငွေ3သိန်းကျပ်ရရှိမှာဖြစ်ပြီးတော့နောက်ဆုံးကဏ္ဍ5လုံးထိတူမယ်ဆိုရင်တော့9သိန်းကျပ်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအပြင်ပေါ့နော်တခြားအထူးစုတွေလည်းအများကြီးကျွန်တော်တို့လုပ်ပြီးထားတာမျိုးရှိပါတယ်ခင်ဗျာပေါက်ရင်လည်းယူမယ်မပေါက်ရင်လည်းကူမယ်ဆိုတဲ့သဘောအတိုင်းပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောရမလဲဒီထောက်ပို့ထီလေးအားပေးကန်ဆန်းရင်းနဲ့ပေါ့ကျွန်တော်တော်လန်ရေးကိုနိုင်တဲ့လောက်လေးပါဝင်ကူညီပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာထီတဆောင်မှမြန်မာကျပ်ငွေ2000ကျပ်ပဲရှိတာဆိုတော့လေဒီငွေမောက်ပမာဏလေးကလည်းလူတိုင်းတက်နိုင်တဲ့ငွေမောက်ပမာဏလေးဖြစ်နေတဲ့အတွက်ကြောင့်အားလုံးပါဝင်ကူညီပေးကြပါအောင်ခင်ဗျာထောက်ပို့ထီဖွင့်တာထီဘယ်လိုတိုက်ရတာလဲဘယ်လိုဖွင့်တာလဲမသိသေးတဲ့သူတွေအတွက်ကကြတော့ကျွန်တော်တို့ပေါ့နော်လာစဉ်ပေါ့နော်ကျွန်တော်ထောက်ပို့ထီကတစ်ကြိမ်ထွက်ပါတယ်ပေါ့နော်တစ်လကိုတစ်ကြိမ်ထွက်ပါတယ်ကျွန်တော်လအစရဲ့2ရက်နေ့မှာပေါ့နော်ကျွန်တော်တို့ထောက်ပို့ထီ page ကနေပြီးတော့ကျွန်တော်တို့ည9:00နာရီမှာ live လွှင့်ပြီးတော့ထောက်ပို့ထီရဲ့ကန်ထူးရှင်တွေရွေးချယ်ပေးထားတာမျိုးရှိပါတယ်ခင်ဗျကိုယ်တိုင်ပေါ့နော်ကိုယ်တိုင်တွားရောက်ပြီးတော့ထီတိုက်ချင်တဲ့သူတွေအတွက်ကြတော့ကျွန်တော်ထောက်ပို့ထီ page မှာပဲတွားရောက်ပြီးတော့live ထဲမှာတွားကြည့်လို့ရပါတယ်ပေါ့နော် live ထဲမှာကြည့်ရင်လည်း live ထဲမှာတွားပြီးတော့တိုက်လို့ရတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြချင်ပါတယ်ခင်ဗျအားလုံးပဲကျွန်တော်စီမှာထီလေးလာပြီးအားပေးကြပါအောင်ခင်ဗျဒီ TikTok ကနေပြီးတော့ပေါ့နော်လာရောက်အားပေးလို့အပြင်ပေါ့နော်လာရောက်အားပေးတဲ့အပြင်မှာကျွန်တော်ရဲ့ Facebook အကောင့်ခွေးတို့လေးဆိုတဲ့အကောင့်ကနေပြီးတော့မှလာရောက်အားပေးလို့ရပါတယ်ခင်ဗျအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ